လေစိတ်မှာအမျိုးသားတစ်ယောက်ကသူ့ရဲ့တက်ပလက်ကိုအားသွင်းဖို့ကြိုးစားနေတော့လျှက်စစ်ရှော့ဖြစ်သွားပါတယ်။ဒါပေမဲ့ချိုရင်းနေတဲ့အားသွင်းဘက်ထရီကိုလွှင့်ပစ်မဲ့အစားခီးဆောင်အိတ်ထဲကိုပြန်ထည့်ပြီးလေယာဉ်ပေါ်တက်ဖို့ထွက်လာခဲ့ပါတယ်။လုံခြုံရေးစစ်ဆေးတဲ့နေရာကိုရောက်တဲ့အခါဝန်ထမ်းတစ်ယောက်ကသူ့အိတ်ထဲမှာအားသွင်းဘက်ထရီပါသလားလို့တိုက်ရိုက်မိခဲ့ပါတယ်။အမျိုးသားကတော့မပါဘူးလို့လိန်ပြောခဲ့ပါတယ်။တန်ကောင်းစွာနဲ့ဓာတ်မှန်ဆက်ကိုစစ်ဆေးနေတဲ့ဝန်ထမ်းကအာရုံလွဲသွားတာကြောင့်အိတ်ဟာပြဿနာမရှိဘဲစစ်ဆေးမှုကိုကြော့ဖြတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်အိတ်ကိုလေယာဉ်ရဲ့အောက်ပိုင်းကုန်တင်ခန်းထဲထည့်လိုက်ကြပါတယ်။မကြခင်ခီးတဲ့တွေလေယာဉ်ပေါ်တက်ကြပြီးလေယာဉ်လည်းပုံမှန်အတိုင်းထွက်ခွာသွားပါတယ်။ခီးတဲ့တွေအတွက်တော့တာမန်ခီးစဉ်တစ်ခုလိုပဲဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ကုန်တင်ခန်းအတွင်းမှာတော့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုစတင်နေပါပြီ။ချို့ယွင်းနေတဲ့အာသွင်းဘက်ထရီကအပူချိန်မြင့်တက်လာပြီးမီးပွားတွေထွက်လာပါတယ်။မီးပွားတွေကခီးဆောင်အိတ်ထဲကအဝတ်စားတွေကိုမီးလောင်စေပြီးမီးဟာအလျင်အမြန်ပြန့်နှံ့လာပါတယ်။လေယာဉ်မောင်းခန်းထဲမှာကုန်တင်ခန်းမီးလောင်မှုတတိပိချက်ရုတ်တရက်ပေါ်လာပါတယ်။လေယာဉ်ဖွဲ့သားတွေကအရေးပေါ်လှုပ်ထုံးလုပ်နည်းတွေအတိုင်းချက်ချင်းဆောင်ရွက်ပြီးမိနစ်သက်ရေးစနစ်ကိုဖွင့်လိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲအရေးပေါ်အခြေအနေဖြစ်နေကြောင်းသက်ဆိုင်ရာထိန်းချုပ်ရေးဌာနကိုအကြောင်းကြားပြီးအမြန်ဆုံးဆင်းသက်ခွင့်တောင်းခံခဲ့ပါတယ်။ဒါပေမဲ့ထိန်းချုပ်ရေးဌာနကပြန်လည်ပေးပို့လာတဲ့သတင်းကတော့အလွန်ဆိုးရွားနေပါတယ်။အနည်းဆုံးလေဆိပ်ဟာကီလိုမီတာရာနဲ့ချီဝေးနေပြီးအချိန်လည်းသိပ်မကျန်တော့ပါဘူး။အခြေအနေကပိုဆိုးလာတာကြောင့်လေယာဉ်မှုကမီးကိုကိုယ်တိုင်ငိမ့်သက်ဖို့နောက်ဆုံးအနေနဲ့ဆုံးဖြတ်လိုက်ပါတယ်။လေယာဉ်အဖွဲ့သားအချို့ကကုန်တင်ခန်းထဲဝင်ရောက်သွားကြပေမဲ့အဲ့ဒီအချိန်မှာအခြေအနေကထိန်းချုပ်လို့မရတော့တဲ့အဆင့်ကိုရောက်နေပါပြီ။အပူချိန်အလွန်မြင့်တက်လာတာကြောင့်လေးလံတဲ့ကုန်ပစ္စည်းကွန်တိန်နာကိုထိန်းထားတဲ့ကျိုးတွေနဲ့ချိတ်ဆက်ပစ္စည်းတွေပျက်စီးသွားပါတယ်။တန်ချိန်များစွာလေးတဲ့တန်ကွန်တိန်နာကြီးဟာလွတ်ထွက်လာပြီးအောက်ဆီဂျင်အိုးတွေထဲကိုဓာတ်ရိုက်ဝင်တိုက်မိပါတယ်။ချက်ချင်းဆိုသလိုအင်အားပြင်းတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးအပိုင်းစားတွေဟာလေယာဉ်ကိုယ်ထဲကိုထိုးဖောက်သွားပါတယ်။လေယာဉ်အတွင်းလေပြားတွေနှင်းမြန်စွာကျဆင်းလာပြီးခီးသည်တွေကြားမှာလည်းထိတ်လန့်မှုတွေပြန့်နှံ့သွားပါတယ်။လေယာဉ်မှုတွေကခဏတာလေယာဉ်ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ကုန်တင်ခန်းတွေကတန်ချိန်များစွာရှိတဲ့ကွန်တိန်နာကြီးကတော့အရှိန်ပြင်းပြင်းနဲ့ဗညာလှုပ်ရှားပြီးလေယာဉ်အတွင်းကိုစက်တိုက်ခိုက်နေပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီကွန်တိန်နာကြီးကလေယာဉ်ကိုယ်ထဲရဲ့အစိပ်ပိုင်းတစ်ခုကိုထိုးဖောက်ပြီးဘဲဘက်အင်ဂျင်ကိုတိုက်မိသွားပါတယ်။စက္ကန့်နှဲငယ်ကြာမှာပဲဘဲဘက်အင်ဂျင်ပေါက်ကွဲသွားပါတယ်။ကြီးမားတဲ့ဝန်အားကိုမခံနိုင်တော့တာကြောင့်ညာဘက်အင်ဂျင်လည်းဆက်လက်ပျက်စီးသွားပါတယ်။လေယာဉ်ဟာအင်ဂျင်အားလုံးကြီးပါဆုံးရှုံးသွားပြီးလေယာဉ်ထိန်းချုပ်ရေးကိရိယာအများပြားလည်းအလုံးမလုံးတော့ပါဘူး။နောက်ဆုံးချိန်မှာလေယာဉ်မှုတွေကအရေးပေါ်လျှက်စစ်ထုတ်ပေးနိုင်တဲ့လေစီအား30ကိုဖွင့်လိုက်ကြပါတယ်။အဲ့ဒီစနစ်ကြောင့်လေယာဉ်ရဲ့အရေးကြီးဆုံးထိန်းချုပ်ရေးစနစ်အချို့ပြန်လည်အလုပ်လုပ်လာပါတယ်။အဲ့ဒီနောက်လေယာဉ်မှုတွေကအင်ဂျင်တွေကိုလေထဲမှာပဲပြန်လည်စတင်မှုစူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့လေယာဉ်ရဲ့အမြန်နှုန်းကအလွန်နေသွားပြီဖြစ်တာကြောင့်အင်ဂျင်တွေကိုပြန်လည်စတင်နိုင်ခြင်းမရှိခဲ့ပါဘူး။အနည်းဆုံးလေဆိပ်ကိုတောင်ရောက်နိုင်တော့မှာမဟုတ်ကြောင်းသိရှိသွားတဲ့အခါလေယာဉ်မှုကနောက်ဆုံးဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်ပါတယ်။လေယာဉ်ကိုပင်လယ်လယ်မှာအရေးပေါ်ဆင်းသက်စေဖို့ဆုံးဖြတ်လိုက်တာပါဆင်းသက်မဲ့အချိန်မတိုင်ခင်မီးလောင်နိုင်ခြေကိုလျှော့ချဖို့ကြန့်ရှိနေတဲ့လောင်စာဆီတွေကိုလေထဲကနေဆွတ်ထုတ်လိုက်ကြပါတယ်အဲ့ဒီနောက်လေယာဉ်ဟာပင်လယ်ရေမျက်နှာပြင်စီကိုတဖြည်းဖြည်းဆင်းသက်လာပါတယ်ခဏတာအတွင်းတော့လူတိုင်းအသက်ရှင်နိုင်မယ်လို့ထင်ရပါတယ်ဒါပေမဲ့နောက်ဆုံးချိန်မှာတော့ရေမျက်နှာပြင်အောက်မှာရှိနေတဲ့မမြင်နိုင်သောတန်တာကြောက်တန်းတွေနဲ့လေယာဉ်ကိုယ်ထဲကတိုက်မိသွားပါတယ်ပြင်းထန်တဲ့ထိခိုက်မှုကြောင့်လေယာဉ်ဟာအစိပ်ပိုင်းများစွာဖြစ်ပြိုကွဲသွားပါတယ်နောက်ဆုံးမှာလေယာဉ်မှုတတိပြန်ရလာတဲ့အချိန်သူ့မျက်စိရှိမှမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့သူ့ဘဝတစ်လျှောက်မမေ့နိုင်တော့အောင်ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်နေပါတော့တယ်